တေမိတ်ဆောင်နေတဲ့ထောင်သားရဲ့နောက်ဆုံးရေးခဲ့တဲ့စာအသက်ခံရမဲ့နေ့ကိုစောင့်နေတဲ့ထောင်သားဟာနောက်ဆုံးဆန္ဒအနေနဲ့ဘောပင်နဲ့စာရွက်တရွက်ကိုသူတောင်းခဲ့တယ်မိနစ်နဲ့ငယ်ကြာရေးပြီးတဲ့နောက်သူဟာထောင်ကင်းဆောင်ကိုခေါ်ပြီးတော့သူ့မေရဲ့လက်ထဲကိုအဲ့ဒီစာကိုပို့ပေးဖို့နောက်ဆုံးဆန္ဒအနေနဲ့သူတောင်းဆိုခဲ့တယ်စာထဲမှာသူရေးထားတာကအမေတကယ်လို့များဒီကဘာကြီးမှာတရားမျှတမှုပိုပြီးရှိခဲ့မယ်ဆိုရင်ကျွန်တော်တဦးတည်းမဟုတ်ပဲအမေနဲ့ကျွန်တော်နှစ်ယောက်လုံးတည်တံ့ကြပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဘဝဒီလိုပုံစံဖြစ်လာတာဟာအမေမှာအပြစ်မကင်းပါဘူး။ပြန်သတိရပါမေ။ကျွန်တော်လိုကောင်လေးတယောက်ဟာစပိန်တစ်စီးခိုးလာခဲ့တော့ကပေါ့အဖေမတွေ့ရအောင်အဲ့ဒီစပိန်ကိုပွတ်ဖို့အမေကျွန်တော်ကိုကူညီခဲ့တယ်လေ။အိမ်ကြီးချင်းတယောက်ရဲ့လက်ကအိတ်ထဲကငွေကိုကျွန်တော်ခိုးယူခဲ့တုန်းကရောအမေမှတ်မိရတာအမေကျွန်တော်နဲ့အတူဈေးတန်းကိုသွားပြီးသုံးခဲ့ကြတယ်လေအဖေနဲ့ကျွန်တော်စကားများကြပြီးအဖေအိမ်ကထွက်သွားတုန်းကရောမှတ်မိရလားကျောင်းစာမေးပွဲကြီးရဲ့ရလက်တွေကိုကျွန်တော်ခိုးယူပြီးနောက်ကျောင်းကထုတ်ခံခဲ့ရတာကိုအဖေဟာမှားကြောင်ပြကျင်ခဲ့ရုံပါအမေကျွန်တော်ဟာကလေးတယောက်ပါဆယ်ကျော်သက်အရွယ်ပြဿနာကောင်တယောက်အဖြစ်မကြသေးဘူးကျွန်တော်ဟာပုံမှန်ကြီးပြင်းလာတဲ့ယောက်ျားချင်းမကြီးတယောက်ဖြစ်ခဲ့ပြီအမေကျွန်တော်ဟာလမ်းမှန်ကိုပြသပေးဖို့ကြက်မှတ်ပေးဖို့လိုအပ်နေတဲ့ကလေးတယောက်ပါအလိုလိုက်အကြိုက်ဆောင်ပေးတာလိုအပ်တဲ့ကလေးတယောက်မဟုတ်ဘူးအမေဒါပေမဲ့အမေကိုကျွန်တော်ခွင့်လွှတ်ပါတယ်ကျွန်တော်ဒီစာကိုကဘာနှမ်းနှမ်းကမိဘတွေထံရောက်သွားစေခြင်းနဲ့ဒီအတွက်ပညာရေးဟာလူကောင်းလူဆိုးအရာတွင်းပေးနိုင်တဲ့အရာဖြစ်ကြောင်းသူတို့သိကြလိမ့်မယ်ကျေးဇူးတင်ပါတယ်အမေကျွန်တော်ကိုအသက်ပေးခဲ့ပြီးအသက်ဆုံးရအောင်လဲကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အမေရဲ့ပြစ်သားဒါကြောင့်မလို့ချိန်လုံးကိုမသုံးသောသူသည်မိမိသားကိုမုန်းရာသို့ရောက်၏တဲ့သားကိုချစ်သောသူမူကားငယ်သောအရွယ်မှစ၍ဆုံးမတတ်၏လို့ပောရဏစကားပုံလေးတစ်ခုရှိတယ်လက်ဦးစရာမိထိုက်စွာပုပ္ပစရိယမိနစ်ဖလို့လည်းလာရှိတယ်။ဒါကြောင့်မလို့မိခင်ဖခင်တွေဟာသားသမီးကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်သူတို့ရဲ့အလိုကြီးပဲမလိုက်ဖဲနဲ့စစ်မှန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးဖို့ရန်အတွက်ဆုံးမတတ်ဖို့အမတန်မှလိုအပ်ပါတယ်။မိမိတတ်သူအားဒေသရဲ့ဟုတ်က